ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးရဆိုရင်တော့ပြကျွန်တော်တို့အရင်တော့ OBG နဲ့ OFACON နဲ့ player တွေစုပေါင်းပြီးတော့ Organs ဆိုတဲ့ squad name နဲ့ LOD season 3ဝင်ပြိုင်မဲ့အကြောင်းရင်းလေးပဲဖြစ်ပါတယ်ကဲဟုတ်ပါတယ်ကျွန်တော်တို့ LOD season 3က Organs ဆိုတဲ့ squad ကတကယ်ပြိုင်ပါပါပရိသတ်တွေတော်တော်များများဒီ comment တွေ Facebook comment တွေ stream comment တွေပြီးတော့ YouTube comment တွေ TikTok comment တွေမှာမေးနေကြရပေါ့နော်ဒါကြီးကချင်းမှာတကယ်မပြိုင်ပါဘူးဘာညာပြောနေကြအဲ့လိုမဟုတ်ဘူးဗျကျွန်တော်တို့စရင်းလဲပေးပြီးွားပြီကျွန်တော်တို့ direct invite လဲရပြီးွားပြီဆိုတော့ကျွန်တော်တို့ဒီပြိုင်ပွဲကိုတကယ်ပြိုင်ပါပါကျွန်တော်ပါဝင်မဲ့ line up တွေကတော့ဒီအရင်တော့ OBG က player တွေဖြစ်တယ်ကျွန်တော်တို့ Ace maybe K B1D Ruby နဲ့ Ice ကတော့ပါဝင်လာခြင်းတော့မရှိဘူးပေါ့နော်ပြီးွားရင်ကျွန်တော် OFACON ကကျွန်တော် Can Justin Naomi ကျွန်တော်ဒီ9ယောက်ဆိုတဲ့ line up ဖြစ်ပါတယ် coach ကတော့ပါမှာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီ O player တွေကပဲ Sexy Ju ဖြစ်မဲ့လူကကျွန်တော်တို့ coach ပုံစံမျိုးနဲ့ပွဲထွက်လာမယ်ပြီးွားရင်ကျွန်တော် line up အကြောင်းလဲမေးတော့မေးနေရပေါ့နော်ဘယ်သူက main line ထွက်လာမှာလဲပြီးွားရင်ဘယ်သူက Sexy Ju ထွက်လာမှာလဲအဲ့လိုမျိုးတော့မရှိပါဘူးကျွန်တော်တို့ဒီ role like အရာပေါ့နော်ကျွန်တော်တို့တယောက်တစ်လဲစီစော့သွားပြီးတော့ဒီ LOD season 3ကိုဝင်ရောက်ရှင်ပြိုင်သွားမှာပါ LOD season 3စမှာတော့နောက်ထပ်2လလောက်တော့လိုသေးတယ်ဆိုတော့ LOD page မှာလဲစားမဲ့ရက်တွေကိုကြီးညာပါလိမ့်မယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့စတဲ့အချိန်ညရင်ကျွန်တော်တို့လာအားပေးပါကျွန်တော်တို့ဘက်ကနေလည်းဒီပြိုင်ပွဲကိုအကောင်းမွန်ဆုံးစူးစမ်းပြီးတော့ဆော့သွားမယ်ပေါ့နော်ကဲအားလုံးပဲအဲ့ဒါဆိုပရိသတ်တွေအနေနဲ့ဒီ Open Squad လေးကို LOD မှာလာရောက်အားပေးဖို့ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ဗျ